YouTube TikTok နဲ့ Facebook တွေမှာအခုလို short video တွေတင်ပြီးဝင်ငွေရှာလို့ရပါတယ်ဒီလို video တိုလေးတွေကို AI ကိုခန်းပြီးအလွယ်တကူထုတ်ခိုင်းလို့ရပါတယ်ဒီ video file မှာဆိုရင်လုံနည်းအသေးစိတ်မျှဝေပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို subscribe နဲ့ like and share ပြင်ကူညီပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်အစီအစဉ်လေးစလိုက်ရအောင်ပထမဆုံးအနေနဲ့ဇော်နာကကြည့်ခဲ့တဲ့ video တိုလေးတွေလုပ်ဖို့အတွက်ဆိုရင်တော့ ChatGPT ကိုခိုင်းပြီးတော့မှ prompt တွေအရင်ဆုံးထုတ်ခိုင်းရမယ် prompt တွေထုတ်ပြီးတော့ပြီဆိုမှတပ်ပုံလုပ်မယ်ပြီးရင် video လုပ်မယ်ပေါ့နော် Okay ဒါဆိုရင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့က ChatGPT ကိုခိုင်းဖို့အတွက်အဲ့ဒီလိုအပ်တဲ့ prompt တစ်ခုစီထုတ်ဖို့အတွက်စာလေးတွေဘယ်လိုရေးမှာလဲပေါ့နော်ရေးထားတဲ့ဟာကိုကျွန်တော်တခါလေးပြပြလိုက်မယ်ကျွန်တော်မှာကဒီ Telegram channel ထဲမှာမိတ်ဆွေတို့ဒါရရှိဖို့အတွက်ပေါ့နော်ကျွန်တော်ဒီထဲမှာချပေးထားမယ်ဒီ Telegram channel ထဲမှာချပေးလိုက်ပြီဆိုရင်မိတ်ဆွေတို့ဒီကနေလာပြီးတော့မှ copy ယူပြီးChatGPT ကိုတွားပြီးတော့မှထုတ်ခိုင်းလိုက်ရုံပဲပေါ့နော် Okay ဒီ channel ကိုမ join ရတဲ့မိတ်ဆွေတွေလည်း video file comment ဒါမှမဟုတ်လို့ရှိရင် video file ကောင်းစဉ်ကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဆိုရင်အဲ့ဒီအောက်မှာ Telegram channel ရဲ့ link ကိုကျွန်တော်ချပေးထားမယ်အဲ့ကနေဝင်ပြီးတော့မှ join ထားလိုက်ပေါ့နော်ပြီးရင်ဒီ prompt တွေချပေးတဲ့အခါမှာလည်းကျွန်တော်ဘယ်အတွက် prompt ဆိုပြီးတော့တခါလေးမြန်မာလိုရေးပြပေးထားမယ်ဒီကနေလာပြီးတော့မှ copy ယူလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း video file အောက်မှာမတွေ့ဘူးဆိုရင်လည်းဒီမှာဒီတိုင်းလာပြီးတော့မှ Telegram မှာရိုက်ရှာလိုက်ပါဒီ channel ပေါ်လာပါလိမ့်မယ်ပေါ့နော် Okay ပါဒါဆိုရင်ကျွန်တော်တို့ကကို့မှာဒီ ChatGPT ကိုခိုင်းဖို့အတွက် prompt လည်းရှိနေပြီဆိုရင်တော့ဒီမှာပေါ့နော် ChatGPT ထဲကိုကျွန်တော်တွားပါမယ်ChatGPT ကိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုနဲ့ချိတ်ပြလိုက်ပေါ့နော် Play Store မှာတောင်းပြီးတော့မှ ChatGPT ကိုယ့်ရဲ့ Gmail တစ်ခုနဲ့ချိတ်လိုက်ပြီးပြီဆိုရင် account ဖွင့်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ copy ယူလာတဲ့စာကိုဒီမှာလာပြီးတော့မှ paste ချလိုက်မယ်ပြီးရင်တော့ဒါလေးကိုသူ့ကိုပို့ပေးလိုက်ပေါ့နော်ဒီထဲမှာကျွန်တော်ဗာရေးထားလဲဆိုတော့ကြောင်တကောင်ကဈေးကိုတွားတယ်ပြီးရင်မုံလာဥနီကိုဝယ်တယ်မုံလာဥနီဝယ်ပြီးတော့မှအိမ်ပြန်လာတယ်စပိန်စီးပြီးပြန်လာတာပေါ့နော်အဲ့စပိန်ထဲရဲ့ခင်းထဲမှာလည်းဒီမုံလာဥနီလေးတွေရှိတယ်ပေါ့နော်ပြီးရင်အိမ်ရောက်တော့ချက်ပြုတ်တယ်ပြီးရင်စားတယ်ပေါ့နော်ဒီဟာလေးနဲ့ပတ်သက်တဲ့ prompt ကိုထုတ်ပေးပါလို့ကျွန်တော်ပြောထားတာပေါ့နော်ဒါလေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုသူကထုတ်ပေးလိုက်တာပေါ့နော်ဒီမှာပေါ့နော်သူက prompt 5ခုထုတ်ပေးလိုက်တယ်နော်prompt 5ခုဆိုပေမဲ့လည်းတစ်ခါတလေဒီညမှာသူထုတ်ပေးလိုက်တဲ့ prompt တွေကတချို့ဟာတွေဆိုလို့ရှိရင်ဗျာဥမာဗျာနံပါတ်1နဲ့2ကပုံထုတ်လိုက်တဲ့အခါမှာပုံချင်းတူပုံစံတူတဲ့ဟာထွက်လာတာလေးရှိကောင်းရှိနိုင်တယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်က prompt ရရှိပါပြီ prompt ရရှိလာပြီဆိုတော့ကျွန်တော်တို့စပြီးတော့ပုံထုတ်လို့ရပါပြီပုံထုတ်ဖို့အတွက်ကိုကျွန်တော်တို့ကဒါလေးကိုတစ်ချက်လောက် home နဲ့ထွက်လိုက်ပေါ့နော်ဒါမှမဟုတ်ရှိရင်ဒီကောင်လေးပျောက်တော့မှဇိုးရိမ်နေဆိုရင်လည်းဒါလေးကိုအကုန်လုံး copy ယူပြီးတော့မှကိုယ့်ရဲ့မှတ်စုထဲမှာတွားပြီးထည့်ထားလိုက်ပေါ့နော်ကျွန်တော်တို့ဒီတိုင်းပဲခဏတော့ထွက်လိုက်မယ်ပြီးရင် Google Chrome ထဲကိုတွားမယ်ပြီးတော့ဒီ set bar ထဲကနေကျွန်တော်တို့ဘာရက်ရှာမှာလဲဆိုတော့pixel cat ပေါ့နော်ဒီတိုင်းရိုက်ရှာလိုက်ဒီမှာဒီ website နာမည်ရိုက်ရှာလိုက်ပြီးရင်ဒီ website တွေ့ပြီဆိုရင်တစ်ချက်တော့ဝင်သွားလိုက်ပေါ့နော်ဝင်သွားပြီဆိုရင်တော့ပထမအဆုံးကျွန်တော်တို့အတုံးမပြုတ်ခင်မှာကျွန်တော်တို့ဒါ log in တခုဝင်လိုက်ပဲเนาะဒီမှာအမြင့်ကြောင်းလေးတုံးကြောင်းတစ်ချက်လောက်နေလိုက်ပြီးပြီဆိုရင်ဒီအောက်မှာ log in ဆိုတဲ့နေရာတစ်ချက်လောက်နေလိုက်ပြီးရင်ဒီမှာ Google with ပေါ့နော်continue with Google ဆိုတဲ့ဟာကိုနှိပ်ပြီးတော့မှကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail တခုနဲ့ချိတ်ပေးလိုက်ပေါ့နော်โอเคကျေးလို့ပြီးတော့ပြီဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်တာမျိုးပေါ်သွားပြီဆိုရင်တော့တစ်ချက်လောက်ထွက်လိုက်ပေါ့နော်နောက်ဆုံးလိုက်ပြီဆိုလို့ရှိရင်ဒီစာမျက်နှာလေးပေါ်လာပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီပုံလေးမထုတ်ခိုင်းခင်မှာဒီမြင်းကြောင်းလေးတုံးကြောင်းတစ်ချက်လောက်နေလိုက်ပါပြီးရင်တော့ဒီညမှာကိုကပုံတစ်ခါသူ့ကိုထုတ်ခိုင်းမယ်ဆိုလို့ရှိရင်ဘယ်နှပုံလိုအပ်တာလဲပေါ့နော်တစ်ခါထုတ်တိုင်းတစ်ပုံလားနှစ်ပုံလားသုံးပုံလားလေးပုံလားပေါ့နော်ကျွန်တော်တော့နှစ်ပုံပဲအမြဲတမ်းထုတ်ခိုင်းလေးရှိတယ်ပြီးရင်ကိုလိုအပ်တဲ့ video file site ကိုပေါ့နော်တပ်ပုံ site ပေါ့နော်ဒါလေးကိုလည်းရွေးပါလိုက်ပေါ့နော်ကျွန်တော်အရှည်လိုက်လိုတာပြီးတော့ကြောင့်ဒီ site လေးကိုရွေးတယ်ပြီးရင်ကိုလိုအပ်တဲ့ design ပေါ့နော်ဘယ်လိုမျိုး color အနေထားလိုအပ်တာလဲပေါ့နော်ကျွန်တော်ဒီအပေါ်ကဟာကိုရွေးလိုက်မယ်ပေါ့နော် okay ဒါလေးကိုရွေးပြီးတော့ပြီဆိုရင်တော့ရက်ချီခတ်ကိုပြန်နှိပ်ထားလိုက် okay ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ဒီ ChatGPT ထုတ်ခိုင်းထားတဲ့ prompt ကိုဒီမှာလာပြီးတော့မှထည့်ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က ChatGPT ထဲကိုပြန်သွားမယ်ပြီးတော့ဒီမှာ ChatGPT ကနေထုတ်ပေးထားတဲ့ prompt တွေကိုယူဖို့အတွက်ကိုသူ့အပေါ်တစ်ချက်လောက်ကြာကြာလေးဖိလိုက်ပေါ့နော်ဖိလိုက်မယ်ဆိုရင် copy ယူလိုက်မယ်ဆိုရင်သူကအကုန်လုံးပါတော့မှာပေါ့နော်ဒါလေးကိုကျွန်တော်တို့တစ်ခုစီယူဖို့အတွက်ကိုဒီ select ထက်ကိုနှိပ်မယ်ပြီးတော့ဒါလေးကိုတစ်ခုစီကိုလာပြီးတော့မှ copy ယူပါမယ် okay ပြီးရင်တော့ Zona က website ထဲကိုသွားမယ်ဒီနေရာကိုလာပြီးတော့မှ page ချလိုက်ပါမယ်ပြီးတော့ဒီဘေးနားမှာရှိတဲ့များအနက်ရောင်လေးကိုနှိပ်ပါမယ်ဒါဆိုရင်တော့ခဏလေးစောင့်ပြလိုက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ပုံလေးတော့ပေါ်လာပါပြီဒါလေးကိုတပုံစီနှိပ်ကြည့်လိုက်မယ်okay မမိုက်ဘူးလားဆိုတော့မိုက်ပါတယ်ပေါ့နော်တကယ်တော့ကိုကမကြိုက်သေးဘူးဆိုရင်ဒီအောက်က rerun ဆိုတဲ့ဟာကိုထပ်နှိပ်ပြီးတော့မှသူ့ကိုထပ်ထုတ်ခိုင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့သူကအကန့်အသတ်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါတရက်ကို6ပုံလား9ပုံလားမသိဘူးပေါ့နော်6ခါလား9ခါလားမသိကျွန်တော်တိတ်မမှတ်မိတော့ဘူးပေါ့နော်အဲ့လောက်ပဲထုတ်လို့ရတာပါဒါကြောင့်မလို့ကျွန်တော်ဒီနှစ်ပုံထဲကနေကျွန်တော်တပုံကိုရွေးလိုက်မယ်ဒါလေးကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ပြီးရင်ဒီအောက်ကဟာကိုနှိပ်လိုက်မယ်ပြီးရင်တော့တောက်လို့ကိုနှိပ်ပါမယ်ဒါဆိုရင်တော့ပုံလေးတစ်ပုံကျွန်တော်ရရှိသွားပြီပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကပြတာလေးကိုနောက်စောနာကမျိုးပဲဒီအများလေးကိုတစ်ချက်တော့နောက်ပြီးတော့နှိပ်ပြီးတော့မှနောက်ဆိုးလိုက်မယ်ပြီးတော့နောက်ထပ် prompt တစ်ခုကိုထပ်ပြီးတော့တွားယူပါမယ်ဒုတိယ prompt ပေါ့နော် okay ဒါလေးကိုပြီးတော့ပြီဆိုရင် copy ယူမယ်ပြီးရင်တော့စောနာကနေရာကိုပြန်တွားပြီးတော့မှဒီထဲကို
page ချလိုက်မယ်ပြီးရင်ပြန်ပို့ပေးလိုက်မယ်ပေါ့နော်ဒီလိုလှုပ်ပြီးတော့မှဒါအကုန်လုံးပြီးတော့အောင်ကျွန်တော်တပုံစီကျွန်တော်လိုက်ပြီးတော့လှုပ်သွားလိုက်ပေါ့နော်ဒီမှာလဲကျွန်တော်ကြိုက်တဲ့ဟာတပုံလောက်ဆွဲလိုက်ပေါ့နော်ပြီးရင်ဂျန်တဲ့ဟာအကုန်လုံးကိုလည်းကျွန်တော်ပြီးအောင်လှုပ်လိုက်ပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်ကတော့အကုန်လုံးဒါထုတ်ခိုင်းလို့ပြီးတော့ပြီပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်တို့ဒီ prompt ကနေသူထုတ်ခိုင်းတာက9ခုပေါ့သူထုတ်လာတာပေါ့နော်ဒါပေမဲ့ဒီ prompt number 2နဲ့ number 3ကတူနေတာပေါ့နော်တူနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီ၄ပုံပဲကျွန်တော်အဒီယူလိုက်တာပေါ့နော်โอเคဒါလေးကိုကျွန်တော်ယူပြီးတော့ပြီဆိုလို့ရှိရင်အခုတစ်ခါမှာကျွန်တော်ကပုံထုတ်ပြီးတော့ပြီဆိုတော့ video file ထပ်ထုတ်မယ် video file ထုတ်ဖို့တက်ကိုနောက်ထပ်screen တစ်ထပ်ယူမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဘာကိုထပ်လုပ်မှာလဲဆိုရင်တော့PageSpace AI ဆိုပြီးထဲကိုကျွန်တော်ဝင်ပါမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒီ website ထဲကိုကျွန်တော်တို့တစ်ချက်လောက်တွားလိုက်ပါမယ်ဝင်တော့လိုက်ပြီဆိုရင်ကျွန်တော်တို့ဘာထပ်လုပ်ရမှာလဲဆိုတော့ဒီမှာပေါ့နော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဒါကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုနဲ့ကျွန်တော်တို့ကအကောင့်ဝင်ပေးရမှာပေါ့နော်အကောင့်ဝင်ပြီးတော့ပြီဆိုလို့ရှိရင်ဒီနေရာမှာလဲကျွန်တော်ကအကောင့် Gmail အကောင့်တစ်ခုမှာသူကပေးတာကတရက်ကို60ပဲတူပေးတာပေါ့နော်နေ့တိုင်းပေးတယ်ပေါ့နော်တရက်ကို60ပဲ credit ပေးတယ်ဒီကောင်လေးကိုကျွန်တော်တို့ကပုံတစ်ခါပေါ့နော်ပုံနဲ့ဗီဒီယိုတစ်ခါပြောင်းတိုင်း30ကုန်မှာပေါ့နော်ဆိုလိုချင်တာကတရက်ကိုကျွန်တော်3ပုတ်အထိပဲရနိုင်တယ်ပေါ့နော်အဲ့ထက်များရချင်တယ်ဆိုတော့ကို့မှာနောက်ထပ် Gmail တွေများထပ်ပြီးတော့ပွားပြီးအတုံးပြရမှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့က Gmail လဲချိန်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာထုတ်ထားတဲ့ပုံလေးတွေကိုဗီဒီယိုအဖြစ်ကျွန်တော်တို့ပြောင်းမယ်ပြောင်းဖို့အတွက်ကိုဒီအောက်မှာရှိတဲ့ဒီပုံတက်ပုံစံလေးတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ပြီဆိုရင်တော့ဇောနာကကျွန်တော်ထုတ်ခဲ့တဲ့ပုံလေးကိုကျွန်တော်တပုံလောက်ရွေးလိုက်မယ်ရွေးပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအဲ့ဒီပုံကနေသူ့ဘာဘယ်လိုမျိုးလှုပ်ရှားမှုဖြစ်စေချင်တာလဲပေါ့နော်ဒီနေရာမှာကျွန်တော်စာထပ်ရေးရမယ်ဒါလေးကိုကျွန်တော်အတစ်ထပ်ပြီးတော့မရေးချင်ဘူးဆိုလို့ရှိရင်လည်းဇောနာက ChatGPT ကနေမှာထုတ်ပေးခဲ့တဲ့တကူစီရဲ့ prompt ကိုပြန် copy ယူပြီးတော့မှပြန်ထည့်လိုက်ရုံပဲပေါ့နော်ပထမပုံကဘယ် prompt လဲအဲ့လိုမျိုးတွေပြန်ပြီးတော့ထည့်လိုက်ပြီးတော့ပြီဆိုရင်ဒီအောက်မှာရှိတဲ့ generate ဆိုတဲ့ဟာကိုနှိပ် create ဆိုတဲ့ဟာကိုနှိပ်လိုက်ပေါ့နော်ဒီနေရာမှာကျွန်တော်ထုတ်မဲ့ဗီဒီယိုကတကယ်လို့ဒီမှာ15စက္ကန့်တော့ကျွန်တော်8စက္ကန့်ယူတယ်ဆိုရင်ဒီမှာ critic က60ပြီးတော့မှာနော်ဒါလေးကိုကျွန်တော်တို့ကဒါ5စက္ကန့်ပဲယူမယ်ပေါ့နော်5စက္ကန့်ပဲယူမယ်ဒါဆိုရင်ကျွန်တော်ဒီ create ကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ပြီဆိုရင်တော့ခဏလေးကျွန်တော်တို့စောင့်ပေးရတာပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါဒီနေရာမှာသူကကျွန်တော်တို့ကိုဒီမှာပေါ့နော်ထုတ်ပေးနေပြီပေါ့နော်ဒါလေးပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်မှာက4ပုံဆိုတော့ဒီထဲမှာဒီ account ထဲမှာကျွန်တော်ကဒါ3ခုပဲလုပ်လို့ရမှာလေဒါကြောင့်မလို့ကျွန်တော်အကုန်လုံးပြီးအောင်လုပ်မယ်ပေါ့နော်ဒါလေးတစ်ချက်လောက်ကျွန်တော်နှိပ်ကြည့်လိုက်ရအောင်နော်နှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာဗီဒီယိုအဖြစ်ဒါဗီဒီယိုဖြစ်သွားပြီပေါ့နော်ဗီဒီယိုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ download ကိုကျွန်တော်တို့နှိပ်ပါမယ်โอเคပြီးရင်ဒီအပေါ်ကဒီဟာလေးကိုကျွန်တော်နှိပ်ပါမယ်ပေါ့နော်ဒီအပေါ်ကဟာကိုနှိပ်မယ်โอเคပြီးတော့ပြီဆိုရင်ဒါကျွန်တော်တို့ download ဆွဲတာဒါအောင်မြင်တော့ပေါ့နော်ကျွန်တော်ကတော့ဒီထဲမှာ download မရဘူးကျွန်တော်ဒီ Telegram ထဲကိုပြန်ပို့ရတယ် Telegram ထဲကိုကျွန်တော်တို့ဒါဒီလိုမျိုးအရင်ပို့ရတယ်ပြီးမှကျွန်တော်ဒီ Telegram ထဲမှာပဲလာပြီးတောင်းရတာပေါ့နော်မိတ်ဆွေတို့ကတော့ download ရကောင်းရနေပါတော့ကျွန်တော်ရဲ့ browser ထဲမှာက download မရတဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာကျွန်တော်ဒီလိုမျိုးနဲ့တောင်းရတာပေါ့နော်ပြီးတော့ပြီဆိုရင်ဒီထဲကိုပြန်လာမယ်ပြီးအပေါ်ကများလေးကိုနောက်ဆုတ်လိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကနောက်ထပ်ဒီပုံလေးကိုထပ်ပြီးတော့ပြောင်းရမယ်ပေါ့နော်ဒီတူရဲ့အပေါ်ကိုတစ်ချက်လောက်ဒီလိုမျိုးဖိလိုက်တတာလေးဖိလိုက်ပေါ့နော်ပြီးပြီဆိုရင်ဒီမှာတောင်းသားလေးမှာဒီမှာချက်ချီခတ်လေးပေါ်လာတယ်တွေ့လားနော်အဲ့ချက်ချီခတ်ကိုတစ်ချက်လောက်နှိပ်လိုက်ပြီးတော့ဆိုရင်နောက်ထပ်ပုံတစ်ပုံထပ်ပြီးတော့ရွေးမယ်ပြီးနောက်ထပ် prompt တစ်ခုထပ်ထည့်ပြီးရင် create ထပ်လုပ်လိုက်နော်အကုန်လုံးပြီးတော့ပြီဆိုရင်ဒီနေရာမှာကုန်သွားပြီဆိုရင်လည်းကျွန်တော်ဒီမှာလူကောင်းပုံစံကိုနှိပ်ပြီးတော့မှဒီ account ကနေကျွန်တော်ထွက်ပြီးတော့ဆိုရင်နောက်ထပ် Gmail အတစ်တစ်ခုနဲ့ပြန်ပြီးတော့ချိန်လိုက်တာဆိုရင်နောက်ထပ်60ထပ်ရမယ်အဲ့လိုမျိုးနဲ့တွားပေါ့နော်ဒါဆိုရင်ကျွန်တော်အကုန်လုံးပြီးတော့အောင်ကျွန်တော်လုပ်လိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်အကုန်လုံးဒါထုတ်ပြီးတော့ပြီပေါ့နော်ဒီမှာ4ခုပေါ့နော်4ခုကျွန်တော်ထုတ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့ဒါဗီဒီယိုဒါတစ်ပုတ်ထဲဖြစ်တော့အောင်ပြန်ပြီးတော့ဆက်ရမှာပေါ့နော်ဆက်ဖို့အတွက်ကိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ video editing software တစ်ခုခုထဲကိုတွားပြီးတော့မှလုပ်လို့ရပါတယ်ပေါ့နော်ဒါကတော့ကိုယ်အသုံးပြုတဲ့ software ပုံမူတည်ပြီးတော့မှလုပ်လို့ရပါတယ်ကျွန်တော်တို့အလွယ်ဆုံးဖြစ်တဲ့ဒီ insert ထဲကိုပဲကျွန်တော်ဝင်ပြလိုက်မယ်ပြီးတော့ဒီ video ဆိုတဲ့နေရာကိုတွားမယ် new project ကိုယူပါမယ်ပြီးတော့ video ဆိုတဲ့နေရာကိုလာပြီးတော့မှဒီ video တစ်ခုစီကိုကျွန်တော်အပ်လိုက်ပါမယ်โอเคဒီလိုအပ်လိုက်မယ်ပေါ့နော်ပြီးရင်တော့အမှန်ချစ်တာရမယ်ဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့လုပ်ထားတဲ့ဗီဒီယိုဖိုင်တွေအကုန်လုံးကကြာလာပါပြီပြီးပြီဆိုတော့ site လေးကိုကျွန်တော်တို့ကပြန်ရွေးမယ်ဒီမှာ canvas ကိုတွားမယ်TikTok site ကိုကျွန်တော်ယူမယ်ပြီးရင်အမှန်ချစ်လိုက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်တိုင်းကဒီ site ဖြစ်သွားပြီနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြင်ရမှာကဗီဒီယိုဖိုင်လေးတွေထဲမှာဒီမှာဒီ AI website တွေရဲ့ logo လေးတွေပါတယ်ဗျာဒါလေးကိုဖျောက်ဖို့အတွက်ကကြတော့တစ်ခုစီကိုဒီ video file ရဲ့ site ကိုကျွန်တော် crop လုပ်လိုက်မယ်ပေါ့နော်တကယ်လို့မလုပ်ချင်ဘူးဆိုရင်လည်းဒီနားလေးမှာပေါ့နော်ဒီတောင်းနားလေးမှာကိုယ့်ရဲ့ channel နာမည်ပဲဖြစ်ပေါ့နော်တခုခုရေးပြီးတော့မှဖုံးလိုက်မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးမဖုံးဘဲနဲ့တခုစီပေါ့နော်ဒီလိုမျိုးနှိပ်လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဘယ်ရောက်ဒီမှာပေါ့နော်ဒီလိုမျိုး crop ပေါ့နော်ဒီ crop ကနေလုပ်လို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ video အပေါ်ကိုတစ်ချက်လောက်ကြာလေးဖိပြီးတော့မှဒီလိုမျိုးဆွဲလိုက်မယ်ဆိုလို့ရှိရင်လည်းရပါဘောနော်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှာသူကဖုံးသွားပြီပေါ့နော်ဖုံးသွားပြီဆိုလို့ရှိရင်ဒီကြံတဲ့ဟာတွေကိုလည်းဒီနီးတိုင်းပဲပေါ့နော်ဒီလိုမျိုးတစ်ခုစီယူပြီးတော့မှဒီလိုမျိုးကြာလေးဒီမှာပေါ့နော်လက်ကလေးနဲ့
ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပဲဖုံးသွားလိုက်ရုံပါပဲပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးနဲ့ပဲလုပ်တာပေါ့နော်ပြီးပြီဆိုရင်ဒီမှာဆွဲလိုက်ဒါဆိုရင်ကျွန်တော်အကုန်လုံးဒါ logo လေးတွေပျောက်သွားပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ဒီ video file တစ်ခုစီရဲ့ဂျားထဲမှာပေါ့နော်ဒီ transition လေးတွေပေါ့နော်ဒီဂျားထဲမှာတစ်ခုနဲ့တစ်ခုတွားပြီးတော့မှဒါပြောင်းတော့မဲ့အချိန်လေးတွေပေါ့နော်ဒီဂျားထဲမှာပေါ့နော်ဒီကောင်လေးတွေကိုလည်း transition တစ်ခုထည့်မယ်ကျွန်တော်ကတော့ဘယ်လိုမျိုးထည့်မှာလဲကျွန်တော်ကတော့ရိုးရိုးလေးပဲထည့်မယ်ဒီလိုမျိုးပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီလိုမျိုးမိန်သွားတဲ့ပုံစံမျိုးကျွန်တော်ကဒါရိုးရိုးလေးပဲကျွန်တော်ထည့်လိုက်မယ်ဒီလိုမျိုးပဲထည့်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုလာပြီးတော့မှနှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်ပေါ့နော်ကြံတဲ့အပိုင်းတွေမှာတော့ကိုယ့်ရဲ့ဖုန်းထဲမှာကိုအတွန်းပြတဲ့ကိုယ့်ရဲ့ channel logo လေးတွေပါလေးတွေထပ်ပြီးတော့ဖြည့်လိုက်ပေါ့နော် channel logo လေးတွေထည့်မယ်ပြီးရင်ကိုလိုအပ်တဲ့အတန်လေးတွေကိုလည်းဒါ YouTube အတွက်ဆိုရင်လည်း YouTube မှာဒီအတန်လေးတွေတွားပြီးတော့မှတောင်းယူလိုက်ပေါ့နော်ဒီ TikTok မှာတီးမယ်ဆိုလို့ရှိရင်လည်း TikTok မှာအတန်လေးတွေရှိရပေါ့နော်အဲ့ထဲမှာယူပြီးတော့မှအထည့်လိုက်ယူမှာပဲပေါ့နော်ဒါပေမဲ့ကိုကဒီ video file တွေနဲ့ငွေရှာတော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အတန်ပဲဖြစ်ဖြစ်တွင်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ YouTube အတွက်ဆိုရင်လည်း YouTube ကပေးထားတဲ့တန်စင်ဒီလုံးလေးတွေတီးတန့်ကိုပဲအတုံးပြပါအဲ့လိုဆိုလို့ရှိရင်တော့ဝင်ငွေရှာလို့ရတာပေါ့နော်ဒီနေ့တိုင်းပဲလှုပ်လိုက်မယ်ဆိုလို့ရှိရင်မရှိလို့ဒါဗီဒီယိုဖိုင်တစ်ပုံရရှိသွားပြီပေါ့နော်ပြီးရင်ကိုကအကုန်လုံးအဆင်ပြေသွားပြီစာလေးတွေထည့်ချင်တဲ့ထည့် logo လေးတွေထည့်ပြီးရင်အတန်လေးတွေထည့်ပြီးသွားပြီဆိုတော့ဒါ export ထုတ်လိုက်ရုံပါပဲပေါ့နော်โอเคဒီဘိုင်းဒီမှာတော့ဒါလူတိုင်းတက်လိမ့်မယ်လို့ထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုတော့ဒါအတူချုံနေနေပဲကျွန်တော်ပြောပြပေးလိုက်တာပေါ့နော်โอเคပါဒါဆိုလို့ရှိရင်နောက်နေ့ဒီမှာလည်းနောက်ထပ်ထူးခြားတဲ့ AI website လေးတွေနောက်ထပ်ဒီကျွန်တော်တို့ဒါ AI ကိုတို့ခိုင်းပြီးတော့မှတခြားသောဗီဒီယိုဖိုင်လေးတွေထုတ်တဲ့နီးနားလေးတွေကိုလည်းထပ်မှပြီးတော့မျှဝေပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့် channel လေးကိုလည်း like subscribe နေပြီးအားပေးခဲ့ကြပါအောင်เนาะနောက်ထပ်မတိနားလေတဲ့အပိုင်းမှာပဲဖြစ်ဖြစ်နောက်ထပ်ကိုတိချင်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ဖြစ်တိချင်နေဆိုရင်ဗီဒီယိုဖိုင် comment မှာပြန်ပြီးတော့မေးထားလို့ရပါတယ်ပေါ့เนาะအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်